ခုတော့ငါဆိုတာဒီကိုပြန်မလာခင်ယူဇလန်မှာနေတော့ငါဘာတွေ့ကြုံရတော့ဆိုတော့ one family two language ဆိုတဲ့ပြဿနာအကြီးကျယ်တက်မိဘတွေနဲ့သားသမီးတွေဘာသာစကားနှစ်မျိုးပြောမိဘတွေကဗမာလိုပြောတယ်သားသမီးတွေကအင်္ဂလိပ်လိုပြောတယ်သူတို့တွေညှိလို့မရဘူးအဲ့တော့အဲ့ဓာတွေကိုကွက်လက်တွေဖြစ်တယ်ကိုပြောချင်တဲ့စကားကိုထိထိရောက်ရောက်ပြောလို့ရအောင်ကိုယ့်ရဲ့သားသမီးတွေကိုဗမာစကားလက်ဆင့်ကမ်းမှရလိမ့်မယ်ဆိုပြီးတော့တို့တွေ Sunday School ဖွင့်ကြတာပဲဒီမြန်မာဘာသာစကားနဲ့ယဉ်ကျေးမှုဖြော်ပြပွဲကိုပေါ့နော်ကျမတို့ပြည်ပမှာရောက်နေတဲ့ကျမတို့ကလေးတွေမြန်မာစကားနဲ့မြန်မာယဉ်ကျေးမှုကိုသိရှိကျင့်သုံးစေခြင်းတဲ့အတွက်ကြောင့်ဖြစ်ပါတယ်အရင်နှစ်ပြီးခဲ့တဲ့နှစ်တုန်းကလည်းကျမတို့ဒီလိုပွဲလေးလုပ်ပါတယ်ပွဲလုပ်တဲ့ခါကျတော့ပွဲရဲ့တက်ရောက်မှုတွေကိုဓာတ်ရိုက်တွေ့ရပါတယ်နှစ်ကတော့ဆိုရင်ကျမတို့ကလေးတွေတန်ချက်တိုက်တယ်ပေါ့နော်တန်ချက်တိုက်တော့တန်ချက်ကညံတယ်ဆိုမဲ့လောလောဆယ်စာဖတ်ဆိုရင်စာမဖတ်ချင်ဘူးတန်ချက်ကြတော့ကြက်ချင်တယ်လေလာမှာတော့မိုးလာမှာတော့မိုးလေးလေးနဲ့နှစ်ဖားဆုံးတော့ကောတဲ့ကိုကြောင့်ဒီကလေးဝစားစေတင်မနာမမဆော်ဒီလေးလာပါရှင့်တင်မဒီနေ့7နှစ်ပါအဲ့ဒါ BBT3 ဆရာဖြစ်ပါတယ်တင်မဒီပွဲမှာဗုဒ္ဓပူဇနီယကပါတယ်ပြောတော့တငယ်ချင်းတယောက်နဲ့ညီမလေးကတချင်းဆိုပါတယ်ချိုးဝင်မှာတမီး10နှစ်ပါတမီးဒီနေ့ BBT4 ဆရာတန်းကတက်တာတမီးစီလုံးချင်းအတက်တချင်းတဘောဆိုရဲအကပါတယ်စကားနဲ့မြန်မာယဉ်ကျေးမှုပွဲမှာဆိုရင်ကျွန်တော်တို့ပွဲဖြစ်မြောက်ရေးအတွက်ကိုဆရာပွဲစီစဉ်သူအနေနဲ့ကူညီပေးတာပေါ့နော်ဒီကလေးတွေဘာလုပ်နိုင်မလဲเนาะအတန်းချင်းတစ်ခုချင်းစီရပြီးတော့ကလေးတွေဘာဆွမ်းဆောင်နိုင်မလဲစပြီးတော့ကျွန်တော်နှိုးဆော်ပေးရတာပေါ့နော်ဒီမိဘတွေရောဒါကျွန်တော်တို့ဆရာမတွေရောသူတို့လက်ခံနိုင်ပဲသူတို့လည်းပါဝင်နိုင်ပဲဆိုတဲ့အစီအစဉ်လေးတွေကိုကျွန်တော်တို့ကပြီးတော့အစီအစဉ်လေးတစ်ခုချင်းစီကိုဆွဲပေးသွားတာပေါ့နော်တမီးနာမည်ကနာမည်တဲ့မူကိုပါပီကိုကချောင်းနေပါဒီနေ့မွန်ရွှေကြီးနဲ့ရန်ကုန်သားနဲ့မလေးသူကပါမယ်ဟုတ်ကဲ့ပါဒီနာမည်တုံးတခါအောင်ပါရန်ကုန်သားနဲ့မလေးသူမင်္ဂလာပါရှင်မြားဟိတာခင်မုံရွှေရန်ကုန်သားမလေးသူရန်ကုန်သားနဲ့မန္တလေးသူရန်ကုန်သားနဲ့မန္တလေးသူ
မတူဘေးရမမတူရန်ကုန်သားနဲ့မန္တလေးသူ ရန်ကုန်သားနဲ့မန္တလေးသူရန်ကုန်သားနဲ့မန္တလေးသူမတူဘယ်အရာမှမတူရန်ကုန်သားနဲ့မန္တလေးသူ ဒီမှာဆိုအလှကဘာမြေရဲ့နဗန်းဆိုင်ကဖို့တက်ဆိုကပေးတဲ့ကတင်ပေးတဲ့ဆီယာမနဲ့ဒီကတဲ့ကလေးတွေရဲ့မိဘတွေနဲ့အကုန်လုံးချိတ်ဆက်ပေးပြီးတော့မှအကုန်လုံးလေ့ကျင့်ပေးရပါတယ် ဆိုပြန်ကြည့်ကြကြည့်လက်တွေစင်ပြချေဘာရဲ့လာတွေရဲ့ထုံကြည့်တင်ပြတယ်ဘယ်လာရဲ့မန်ကိုကတွေကနေရှိပဲဘာတဲ့စာမီမြေဝဲထုံကြည့်ဒီပဲ အခက်အခဲကတော့ကလေးလေးတွေကမိန်းကလေးတွေနဲ့ယောက်ျားလေးတွေဆိုရင်မိန်းကလေးတွေကပြောတာအဆင်ပြေတယ်ယောက်ျားလေးတွေဆိုရင်ထိန်းကအရန်ခက်တယ်ပြီးတော့ဒီနိုင်ငံရောက်တဲ့ယောက်ျားလေးတွေကနားလဲပြီးသူတို့မမစကားကိုတိတ်မပြောချင်ဘူးသူတို့အတွက်နဲ့အကြောင်းနေမှာပမာလို့ပြောရင်လူတွေကတိတ်မကြိုက်ကြတဲ့အခါမှာသူတို့တန်မိုးထားမှုကရော့ကြလာတယ်အဲ့ဒါကိုမနှဲပြောရတဲ့အခါမှာဒါကတော့အခက်အခဲပေါ့နော်ပမာလို့လိုက်ပြောဖို့ပမာလို့တက်တိရှိရှိရဲရဲဝံ့ဝံ့စင်မမတက်ပြောဖို့ကအင်္ဂလိပ်စာနဲ့တရုတ်စာတက်ဆိုင်ဒီနိုင်ငံမှာခက်ခဲတယ်အဲ့ဒါကိုစူးစမ်းပြီးသင်ရတယ် တို့တဲ့လေးကိုအပြည့်ပြိုင်သွေးကအပြိုင်ဆိုင်ဘုချနိုင်ပြီးရုပ်ထွက်တွေ့အေးလိုက်ညီမတို့ကလေးတွေမြန်မာစကားပြောကြပြီးမြန်မာယဉ်ကျေးမှုနဲ့ကိုက်ညီတဲ့အပြောအဆိုကိုနှုတ်အမူအရာတွေကိုကျင့်သုံးလာကြဖို့ဟာလဲလိုအပ်တာမို့ မမခိုင်လဲအဲ့ဒီတကြံမန်းတဲ့ပုံမှာတကြံတစ်ချင်းလေးနဲ့ကောက်မှာ ဟုတ်တယ်မောင်လေးညီမလေးတွေလာခဲ့ကြပါလား ဟုတ်ကဲ့ကျွန်တော်တို့လာကြည့်ကြမယ် မောင်လေးကိုရှမ်းလေးအဲ့ဒီမန်းတက်မှာတချင်းဆိုမှာ ဟုတ်တယ်သားကတချင်းစုပြီးသားညီမလေးကကမှာ ဟုတ်လားကောင်းလိုက်တာအကိုတို့အားလုံးလာခဲ့ကြမယ် တင်းငယ်ရေးနဲ့ပြုံမြူးကြတဲ့ဒုံချမ်းချမ်းဒုံချမ်းလောက်ရွှေရည်လူနဲ့တဲ့ကူချမ်းဒုံချမ်းဒုံချမ်းငွေရသည်ကူရောရှင်ကြည်နူးဝမ်းသိန်းတွေများနဲ့စားကြမယ်ဝိုင်းဖွဲ့အေးမြတဲ့ကူရဲ့ချမ်းဒုံချမ်းဒါကဒီပွဲမှာ7မိနစ်နဲ့တန်ကျန်နဲ့IEE OOA ပါမှာပါ ဒီလိုမျိုးဖြစ်ဖို့ဆိုတဲ့ဟာကတဦးတယောက်တည်းနဲ့မရပါဘူးကိုယ့်ရဲ့လူမျိုးအချင်းချင်းစုပေါင်းပြီးတော့နိုင်ငံခြားမှာစင်ကာပူလိုနေရာမျိုးမှာကလေးတွေကျောင်းသူကျောင်းသားတွေအတွက်ဒီလိုမျိုးပြင်ဆင်ပြီးတော့ကောင်းကောင်းမွန်မွန်တင်ဆက်ခွင့်ရဖို့ဆိုတာအချိန်နဲ့လဲကုန်ပါတယ်လူအင်အားအချိန်အင်အားပြီးတော့ငွေအင်အားတွေပေါ့နော်အဆက်ဆက်ရရကုန်ပေမဲ့ကျမတို့ဒီလိုပြင်ဆင်ပေးပြီးတော့ဒီလိုမျိုးလုပ်ပေးလိုက်တဲ့အတွက်ကြောင့်မလို့ခလေးတွေကလည်းအော်ဒါဟာငါတို့ရဲ့ယဉ်ကျေးမှုပါလားဒါဟာငါတို့ရဲ့ဘာသာစကားပါလားဆိုပြီးသူတို့ကိုပို့ပြီးတော့ active ဖြစ်စေတယ်ပို့ပြီးတော့ပေါ့နော်ဘယ်လိုခေါ်မလဲဒီဘာသာစကားကဘလို့အသုံးဝင်ပါတယ်လဲဆိုတဲ့ဟာပို့ပြီးတော့သိသွားစေတယ် ။သမီးကကြတော့ဒီလိုမျိုးဟာတွေကိုဘာလို့ကြိုက်လဲပြီးတော့အားကျမှန်တယ်လို့နေရဲဆိုတာကြတော့မြန်မာပြည်ကိုမပြန်မဲနဲ့ဒီမှာမြန်မာပြည်နဲ့ပတ်သက်တဲ့ဘာသာနဲ့ယဉ်ကျေးမှုပွဲတွေမသိတဲ့လူတွေအတွက်ကိုသိအောင်လို့ဖျော်ဖြေပေးတာသမီးအရေးပါတဲ့အချင်းလို့ဒီလိုမျိုးလုပ်နေသေးတာ
ကိုဖိုးဖွားဖွားမိဘတွေနဲ့စကားပြောတဲ့အချိန်မှာအလွယ်တကူ communication လုပ်လို့ရအောင်လို့မြန်မာစကားသင်တာပါပြီးတော့လေကိုကမြန်မာလူမျိုးဖြစ်တဲ့အတွက်ကိုမိခင်ဘာသာတက်ရတာကောင်းတယ်လို့ထင်လို့ဒီလိုမျိုးမြန်မာစကားတွေသင်နေရတာပါပြီးတော့မြန်မာပြည်မှာစကားပြောလို့ရှိရင်ဒီနေ့ကပထမဆုံးတစ်ခေါက်လောက်ပဲမြန်မာလိုပြောပြီးတော့တခြားအရာအင်္ဂလိပ်လိုဖြစ်သွားဆိုတော့တိတ်အစင်မပြေဘူးထင်လို့အခုကျတော့မြန်မာစကားတက်နေတာပါတင်မင်းကဗုဒ္ဓဘာသာပြမြန်မာလူမျိုးဖြစ်ပါတယ်ရှင်အဲကြောင့်မလို့မြန်မာကတင်ပါတယ်ကျေးဇူးတင်ပါတယ် ဒီပနိုင်ငံအသီးသီးမှာနေကြတဲ့နေထိုင်ကြီးပြင်းကြတဲ့ကျမတို့ရဲ့မြန်မာကလေးတွေပေါ့နော်သူတို့တွေကပြပသူတို့ရောက်နေတဲ့နိုင်ငံအသီးသီးရဲ့ရည်ကျင်းမှုဒလေထုံးစံတွေကိုအကျွမ်းတုံဝင်နဲ့မှန်မှန်ကန်ကန်ကျင့်သုံးတတ်ဖို့အင်မတန်အရေးကြီးပါတယ်နောက်ပြီးတော့အဲ့ဒီလိုပဲပေါ့နော်ကျမတို့ကလေးတွေရဲ့မိသားစုအတွင်းမှာဆွေမျိုးတွေထဲမှာမြန်မာအတိုင်းဝိုင်းတွေထဲမှာလည်းအခုလိုမျိုးမြန်မာယဉ်ကျေးမှုကိုကျင့်သုံးတတ်ဖို့ကလည်းအင်မတန်လိုအပ်ပါတယ်ပြောချင်တာကတော့ bilingual bicultural ဖြစ်စေချင်တာပါ Next, we have a performance from the students of BBD 5C. Matt Andra Pungo will be presenting a dance and Matt Kainima will be singing the world-loved classic song, Kaimala Nisi. 接下来我们有 BBT 5C 学生的表演 Matt Andra Pungo 将带来舞蹈 Matt Kainima 将演唱广受喜爱的经典歌曲 Kaimala Nisi ယခုတခါဆွေစုံရမင်းသားကြီးဦးဝင်းဦးရေးဆက်တီးကုန်းထားခဲ့တဲ့ခေတ်ဆက်ဆက်မယိုးနိုင်တဲ့ခိုင်မာလာလေးစီတချင်းလေးနဲ့ဖြောပြတင်ဆက်ချင်ပါတယ်ရှင်ကျမတို့ညီမနှစ်ယောက်ရဲ့မာကနဲ့အဆိုလေးကိုရှူစားနားဆင်တော်မူကြပါရှင်ခိုင်မာလာလေးစီချိုင်းနာတာတင်ကြီးလိုက်လိုက်နာပြေရောလေးညပလီကိုယ့်ရဲ့ဒီမြန်မာရိုးရာယဉ်ကျေးမှုကိုကိုယ့်အပြင်ကိုယ့်ရဲ့သားသမီးတွေစီကိုဆက်လက်ပြီးစီးစင်းသွားစေခြင်းတဲ့အတွက်ပါအဓိကကတော့ကိုယ်တိုင်ရမှတည်တည်ချာချာကလေးတွေကိုဒါနဲ့ရင်းနှီးအောင်မလုပ်ပေးဘူးဆိုလို့ရှိရင်ကိုယ်ကလေးကိုမျိုးဆက်တွေကြားလို့ရှိရင်ပို့ပြီးပြက်ကြံခဲ့မှာစိုးတဲ့အတွက်ကြောင့်မလို့ပင်ပန်းခံပြီးတော့လုပ်ပေးပါတယ်ဒါပေမဲ့ပွဲပြီးသွားတဲ့ခါမှာလည်းပင်ပန်းရကြိုးနှက်တယ်လို့ယူဆပါတယ်ဒီကိုလာပြီးတော့တက်တဲ့ကျောင်းသားကျောင်းသူတိုင်းကတော့ဒီကျောင်းအောင်ရောက်တဲ့အခါမှာဒီအတိုင်းဝိုင်းတစ်ခုကိုရသွားပါတယ်ဒါဆိုလို့ရှိရင်တို့ကမြန်မာဘာသာကိုသင်ပြီးတဲ့အခါမှာအသုံးချမဲ့နေရာလေးကိုလည်းရသွားပါတယ်ဒါကတော့ BBT မှာလာတက်တဲ့အားတာချက်ပါဘာဖြစ်လို့လဲဆိုတော့မြန်မာစာကိုကျမတို့ကနီးလန်းမျိုးစုံနဲ့သင်လို့ရပါတယ်ကျမတို့မြန်မာပြည်မှာရှိတဲ့ဆရာမတွေနဲ့ဆုံးအနေသင်လို့လည်းရပါတယ်နောက်ပြီးတော့ဒီမှာပဲတယောက်ချင်းစီခေါ်ပြီးတော့သင်တာမျိုးလည်းသင်လို့ရပါတယ်မိဘကိုယ်တိုင်ကလည်းကျမဆိုလို့ရှိရင်ကိုယ်ကလေးကိုကိုယ်တိုင်သင်ပေးမှုပါတယ်ဒါပေမဲ့ကျမတို့မှမရနိုင်တာတော့အတိုင်းဝိုင်းမှာကျမတို့တယောက်တည်းသင်နေမယ်ဇုံကနေသင်နေမယ်ဒါမှမဟုတ်လို့ရှိရင်တယောက်ချင်းစီသင်တဲ့သင်တန်းတွေပို့မယ်ဆိုလို့ရှိရင်အတိုင်းဝိုင်းရဖို့ခက်ခဲပါတယ်ဒီ BBT ကိုလာမယ်ဆိုလို့ရှိရင်တော့ဒီမြန်မာစာရဲ့ယဉ်ကျေးမှုရဲ့အပြင်အတိုင်းဝိုင်းလေးတစ်ခုပါထည့်ရတဲ့အတွက်ကြောင့်မလို့မြန်မာစာသင်ကြားမှုမှာအတော်လေးခီးရောက်တယ်လို့ကျွန်မဆိုချင်ပါတယ်ရှင်ဟုတ်စင်ကာပူလိုနေရာမျိုးမှာရှိရဲဆိုရင်တော့ BBT မြန်မာဘုန်းကြီးကျောင်းကမြန်မာစာလာပြီးတော့တင်ကြားတဲ့နေရာလို့ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့မြန်မာအဲ့ BBT ဘုန်းကြီးကျောင်းမှာ3နာရီတန်းရဲ့တနင်္ဂနွေနေ့ပေါ့နော်3နာရီတန်းရဲ့9နာရီတန်းရဲ့ဆိုပြီးတော့နှစ်ချိန်ရှိပါတယ်။အဲ့နှစ်ချိန်မှာ3နာရီတန်းကတော့ပို့ပြီးတော့
မြန်မာစာကိုနက်နက်ပို့တင်ကြတာပေါ့လေအိမ်မှာလည်းမိဘတွေကကူညီပြီးဝိုင်းလုပ်ပေးဖို့လိုတယ်ပေါ့နော်9နာရီတန်းကတော့ကလေးတွေကိုဖြည်းဖြည်းချင်းနဲ့တနာရီပေါ့လေတနာရီသင်ပေးတယ်ဖြည်းဖြည်းချင်းနဲ့သူတို့ကိုသင်ပေးတာပေါ့လေအဲ့ခါကျတော့တချို့မိဘတွေကအဖေရောအမေရောအလုပ်လုပ်ရတယ်အရန်ဘယ်လိုခေါ်မလဲကလေးတွေကိုအိမ်မှာပြန်ပြီးတော့သင်ပေးနိုင်တဲ့အချိန်နည်းတယ်ပြန်ပြီးတော့အိမ်စာတွေလုပ်ပေးနိုင်တဲ့အချိန်နည်းတယ်ဆိုရင်တော့9နာရီတန်းကိုသွားပြီးတော့ဖြည်းဖြည်းချင်းသင်ပေါ့လေအဲ့လိုမှမဟုတ်ဘူးကိုကနေပြီးတော့မြန်မာဘာသာစကားကိုတိတိကျကျလေးလုပ်ချင်တယ်ဆိုရင်တော့လေ3နာရီတန်းမှာကျောင်းမှာလည်း2နာရီသင်ရတယ်ပြီးတော့အိမ်မှာဆိုလို့ရှိရင်လည်းမိဘတွေအတွက်လုပ်ပေးဖို့အတွက်အိမ်စာတွေပေးတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့မိဘတွေအနေနဲ့သူတို့ဘယ်လိုမျိုးဖြစ်စေခြင်းလဲသူတို့ဘယ်လောက်အချိန်ပေးနိုင်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့လုပ်ပေးဖို့အခွင့်အရေးတွေရတယ်မြန်မာဘာသာစကားရယ်ပြီးတော့ဒီလိုမျိုးယဉ်ကျေးမှုပွဲတော်တွေနဲ့လည်းထိတွေ့ခွင့်ရတယ်ပေါ့နော်ဘဝမှာအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်ချမ်းသာနေွားနေလို့ရှိရင်ဒီအသိဉာဏ်ရဖို့ဆိုရင်ဒီစာတက်ဖို့လိုတယ် ဒီလိုပညာစီးမှုတဲ့အခါမှာလည်းထူးခြားအောင်ရင်တဲ့ကျောင်းသားတယောက်ပညာသင်သားတယောက်ဖြစ်စီဖို့အတွက်ဆရာတော်ရှင်မာရထသာရကအထရာရှင်လုံးလင်္ကာလေးနဲ့ဆုံးမလမ်းညွှန်ပေးထားပါသေးတယ်ဒီလင်္ကာလေးကတော့ကုစီပို့ပါဝိလိတိတာအခရာဆွဲတော့ဤရှင်လုံးကိုဒီကုန်းပန်းတွင်နေတိုင်းစင်တော့ တော့ဒီပြင်ဟာတွေကပေးတာကျွန်တော်တက်ချမ်းနေလဲဖတ်ဖူးတယ် inspiration ပေါ့နော် seven habits for effective people ဆိုပေါ့အဲ့လိုစောင်းတွေဖတ်ဖူးတယ်ကျွန်တော်မပြည့်စုံသူတို့မှာအများနဲ့လိုအပ်ချက်ရှိဗုဒ္ဓတရားအဲ့လိုမဟုတ်ဘူးအစအလေအဆုံးသုံးစလုံးပြည့်စုံပြီးသားဘာမှထောက်ပြရဒါလေးလူနေပါလေလို့ပြောစရာမရှိဆိုတော့ဒီလောက်အဖိုးတန်တဲ့စာတွေကမြန်မာစာထဲမှာရှိနေမြန်မာစာနားလိုက်လို့ရှိရင်အလွယ်တကူဒါတွေလေ့လာလို့ရနေတယ် ဆရာအိမ်စာတွေကိုပေးတယ် homework တင်အများလောက်ရတဲ့ခါကျကလေးတွေက6လအတွင်းမှာအရန်တက်သွားရဆိုစာတွေကိုရေးတတ်တယ်လုပ်တတ်တယ်ဆိုတော့အဲ့မှာရင်ကိုကအဲ့ရဲ့တန်မို့သိပါဟာဒီအတန်းမှာထားမိရကိုတော်တော်ဟိုဟာကန်ကောင်းတယ်လို့ကလေးတွေကိုဒီအတန်းမှာရောက်မိတာပေါ့နော်မိဘတွေမှာလည်း pressure ရှိတယ်ပေါ့ဒါပေမဲ့အဲ့လိုမျိုးလုပ်တဲ့ခါကလေးတက်လာတာကိုမြင်တဲ့ခါကျတော့ကိုလုပ်ပေးရတဲ့အချိန်นี้ကိုပန့်မဝတဲ့အချိန်นี้အရန်တန်တယ်လို့ထင်တယ်အဲ့ဒါကြောင့်မလို့အဲ့နောက်ပိုင်းတွေကတငယ်ချင်းတွေအမျိုးတွေမိတ်ဆွေတွေဟာသွားတက်ပါကြောင်းဒီကြောင်းလေးကိုသွားတက်ပါဘာလို့လဲဆိုတော့မြန်နဲ့ကိုစာကိုတွတ်ပြီးသွားတယ်ပေါ့တက်တွတ်စာကောင်းကိုဖတ်တက်သွားတယ်6လအတွင်းမှာကျမကအာပါကျမကတော့ဤပါ မြန်မာမိဘမွေးလာတဲ့အတွက်ကြောင့်မလို့မြန်မာစကားကိုပြောစေခြင်းနဲ့မြန်မာစာလည်းတက်စေခြင်းနဲ့အဲ့လိုမျိုးရည်ရွယ်ချက်ကလေးနဲ့ကျွန်မဒီဆရာအတန်းမှာထားဖို့အတွက်ဆုံးဖြတ်ပြီးတော့ဟုတ်ဆရာရှိကို message ပို့ပြီးတော့မေးပါတယ်ဒီနိုင်ငံမှာရှိတဲ့ဘယ်မိဘမဆိုပေါ့နော်ကိုသားသမီးလေးတွေကိုမြန်မာမွေးရဲ့အတွက်ကြောင့်မလို့မြန်မာစကားပြောစေခြင်းနဲ့မြန်မာယဉ်ကျေးမှုနဲ့ညီဆက်စေခြင်းတာကတော့ဒါတရားရှိရင်တရားလုံးကတော့အဲ့ဒီခံစားချက်မျိုးရှိနေတင်ပါတယ်လက်ခတ်တယ်မာလီလက်ခတ်တယ်ပြူလေးလက်ခတ်တယ်ကျွန်းဘူတာတောင်းတိုင်းကကြာပြီလက်ခတ်တယ်ကျွန်းဘူတာတောင်းတိုင်းကကြာပြီ BBT ကျောင်းမှာစာလာတင်လို့ရပါတယ် BBT ဆိုတာ Burmese Buddhist Temple
ကျေးဇူးတင်ပါတယ်ရှင် ထာဝစေနာစင်ကြရဲတော်တာရှင်တို့ရဲ့ BBD ကျောင်းတော်သားများစီကြိုလို့ဆက်တဲ့မာသာတင်ဝဲမာသွေးပါကွေးထုံးရဲ့ကျောင်းတော်ပဲလိမ္မာကြမရင်ကြည့်မယ်မာလေးချိန်ပါနဲ့ ထာဝစေနာစင်ကြတဲ့တော်တာရှိသည် BBT တောင်းတော်သားများစီကိုနှုတ်ဆက်တဲ့မာသာတင်မာရီပါခွဲကျော်ရဲ့တောင်းတော်ပဲလိမ္မာကြမယ်ရင်ကြည့်မယ်မြမတလေးချိန်ကုန်တယ် အကြောင်းမှာပြောတယ်ပြောပါတယ်နေရင်လည်းလက်စီလို့ခင်ဗျငါတွေးမှန်ပါတယ်မမရဲ့ငါဟန်တွေရဲ့မြမတဲ့တွေရဲ့လွမ်းတီတို့ဆိုတယ်ရပါဦးမေပြောင်းမေနှုတ်ခွန်းဆက်ပါတယ်